Hello မင်္ဂလာပါဒီနေ့ဆရာတို့လေ့လာမယ်အတန်းကတော့ Single Maths Level 1 Unit 1 Number 1 to 10ဖြစ်ပါတယ်ဆရာနာမည်ကတော့ဆရာဒီကြပါဆရာတို့ဒီနေ့ example ဖြစ်တဲ့ Number 1 Count the number of triangles Write the number and the word ရုပ်ကားလေးတွေကိုဆရာတို့ကရည်တွက်မယ်ပြီးရင်တော့write the number ရေးမယ် and the word စလုံးလေးနဲ့ရေးမယ်ပေါ့နော်ဆိုတော့ let's count it 1 2 3 4 5 6 7 number is 7 write it to word S-E-V-E-N 7 Okay, number 2. Compare the numbers below. ပေးထားတဲ့ကိန်းနှစ်ခုကိုနှိုင်းယှဉ်ရမှာဖြစ်ပါတယ်။နှိုင်းယှဉ်တဲ့အခါမှာဆရာတို့ငယ်တဲ့ကိန်းကိုအရင်တွေ့တဲ့အခါမှာ smaller than လို့သုံးရမှာဖြစ်ပါတယ်။ကြီးတဲ့ကိန်းကိုအရင်တွေ့ရင်တော့ greater than ဆိုတာကိုသုံးရမှာဖြစ်ပါတယ်။ဒါဆိုရင်6ကိုအရင်တွေ့ပြီဆိုရင်6 is smaller than 8 okay 8ကိုအရင်တွေ့ပြီဆိုရင်8 is greater than 6 okay number 3 complete the number pattern ပေးထားတဲ့ pattern လေးမှာဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့3 4 5 and 6 7 8 answer is 5 and 6 number 4 what is 1 less than 10 to say that let's say ကြောင်းထောင်ပြီးတော့ less than ဆိုရင်တော့ဆရာတို့ပြန်နှုတ်ကောင်းမှာဖြစ်ပါတယ် less than 1လို့ပြောတယ်ပြ1 less than 10ဆိုတဲ့ကြောင့်မလို့ let's say ကြောင်းထောင်ပြီးတော့တစ်ချောင်းပြန်နှုတ်ကြည့်လိုက်ပါ answer is 9 9 is 1 less than 10. Okay. Count the item and write the numbers on the line. ပေးထားတဲ့ line လေးတွေမှာ number ကိုရေးရမှာဖြစ်ပါတယ် Count each item. ဒီ item လေးတွေကိုရေးရမှာဖြစ်ပါတယ်အဲ့တော့ let's count it 1 2 3 Answer is 3 ribbon. Okay, let's count the cards. 1, 2, 3, 4, 5, 6. 6 cards. Let's count the cards. 1, 2, 3, 4. 4 cards. Let's count the birds. 1 bird. Let's count the dolphins. 1, 2, 3, 4, 5, 6, 7, 8. 8 dolphins. Let's count the bicycle. 1, 2. 2 bicycle. Let's count the flowers. 1, 2, 3, 4, 5. 5 flowers. Let's count the birds. 1, 2, 3, 4, 5, 6, 7. 7 birds. Let's count the fish. 1, 2, 3, 4, 5, 6, 7, 8, 9. 9 fish. ဒီနေရာလေးမှာကျွန်တော်သတိထားရမှာကတော့ bicycle မှာ es ပါတယ် s ပါတယ် flower မှာ s ပါတယ် bird မှာ s ပါတယ်အများကိန်းတွေကို blue and number ကိုကျွန်တော်တို့က s တွေထည့်ပြီးတော့ fish မှာတော့သူက fish ကို ငါအများငါတောင်လေးကိုပဲ fish လို့ပဲသုံးပါတယ်သူက plural number ရော singular number ရော
FISH ပဲတော့ပါတယ် ES မထည့်ပါ Okay let's count the shoe 1 2 3 4 5 6 7 8 9 10 shoes Okay let's now start it now lesson ဒီမှာပြန်ဆုံးပါမယ် bye bye